တခင်ရှုခရတော်ဖျားနာမ၌ချစ်ရတဲ့မိသားစုတယောက်စီတိုင်းကိုမင်္ဂလာပါဒီကနေ့10ရက်6လ2026ခုနှစ်ရဲ့မင်္ဂလာနေ့တည်လေးထဲမှာထာဝရဘုရားသည်သင်ကိုကောင်းချီးပေးဆောင်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နှာတော်အလင်းကိုလူရည်ကြည်နာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်ကိုမြတ်ကြီး၍ချမ်းသာပေးတော်မူပါစေသောအာမင်ချစ်တဲ့မိသားစုများဒီကနေ့ဗျာဒိတ်ကျမ်းခန်းကြီး20အခန်းငယ်9ကိုအတူတူဆင်ခြင်ခွင့်ယူကြရအောင်ထိုမြို့၌ညမရှိရစီမီကိုအလိုမရှိနေရောင်ကိုလည်းအလိုမရှိအကြောင်းမူကားထာဝရအရှင်ဘုရားသခင်သည်သူတို့၌ယုံကြည်တော်ကိုလွတ်တော်မူ၍သူတို့သည်ကပ္ပအဆက်ဆက်ဆုဆန်ရကြလက်တံချစ်တဲ့မိသားစုများထိုမြို့၌လို့ပြောတဲ့အခါမှာအဲ့ဒီမြို့ကကောင်းကင်သစ်နဲ့မြေကြီးသစ်ဖြစ်တယ်ယေရုရှလင်မြို့သစ်ကြီးကောင်းကင်သစ်မြေကြီးသစ်အခုဒီကပ္ပကြီးပျက်စီးသွားရင်ယုံကြည်သူတွေပြန်နေမဲ့ထာဝရအိမ်တော်ရှင်ယောခရစ်ဝင်ခန်းကြီး14ထဲမှာသခင်ရှုခရစ်ပြောတယ်ငါအဖအိမ်တော်၌နေစရာအခန်းများရှိငါသည်တွား၍သင်တို့နေစရာအရာကိုပြင်ဆင်ပြီးမှဆိုတော့အဲ့ဒီသူပြင်ဆင်ထားတဲ့အခန်းဆိုတော့အဲ့ဒီမြို့ရဲ့အယောင်ကအဲ့ဒီမြို့ပါတဲ့ညမရှိဘူးတဲ့အိတ်စရာမလိုဘူးပေါ့ဗျာအတိတ်ဘက်ကနော်စီမီလိုမရှိဘူးတဲ့အလင်းရောင်မလိုဘူးတဲ့နေရဲ့အယောင်လည်းမလိုဘူးတဲ့ဘာဖြစ်လဲဆိုတော့တဲ့ထာဝရရှင်ဘုရားသခင်သည်သူတို့နဲ့ယုံကြည်တော်ကိုလွတ်တော်မူ၍သူတို့ဒီကပ္ပအဆက်ဆက်ဆုဆန်ကြလက်တံဟာလေလုယာပဲချစ်တယ်ဗျာဆိုဗျာကပ္ပအဆက်ဆက်ဆုဆန်မယ်အဲ့နေရာမှာညမရှိရအတိတ်ကတစ်ချိန်လုံးလင်းမယ်တစ်ချိန်လုံးအမောင်ဆိုတာမရှိတော့ရန်သူဆိုတာမရှိတော့စုံစမ်းနောက်ရှက်မဲ့သူဆိုတာမရှိတော့အဲ့ဒီအချိန်ကျရင်စာရမဏေကကပ္ပအဆက်ဆက်ပြင်းစွာဝေဒနာခံရအရာဖြစ်တဲ့ထာဝရမီးအိုင်ထဲကိုသူကသွားပြီဘုရားသခင်သူ့ကိုပို့လိုက်ပြီဆိုတော့အဲ့ဒီနေရာမှာထာဝရဒုက္ခပဲရှိတော့မှာဖြစ်တယ်ချစ်တဲ့မိသားစုများကပ္ပပေါ်မှာအဲ့ဒီနိုင်ငံမရှိသေးဘူးအခုကပ္ပပေါ်မှာရှိတဲ့အငြိမ်းချမ်းဆုံးနိုင်ငံလို့ပြောတဲ့နိုင်ငံတွေကတခိုးတွေရှိတတ်တယ်ရန်သူတွေရှိတယ်မနာလိုချင်းဝတ်တို့ချင်းတွေအမျိုးမျိုးရှိတယ်မြေကြီးလှုပ်ရင်လည်းသူတို့လှုပ်တာပဲရေနံဈေးတက်ရင်လည်းသူတို့တက်တာပဲဆိုတော့ချစ်တဲ့မိသားစုများကျွန်တော်တို့ရဲ့အသက်တာထဲမှာတကယ်ပဲဖခင်ယေရှုခရစ်တော်အဖြစ်ဖခင်သခင်ပြင်ဆင်ပေးတဲ့အဲ့ဒီအိမ်တော်ကြီးကိုကျွန်တော်တို့ရရှိထားတယ်ဆိုတဲ့အခွင့်အရေးကြီးကလေဘာနဲ့မှလဲလို့မရအောင်ဒါကြောင့်ဒီလိုမျိုးလှုပ်နိုင်တဲ့ဒီကဘာကြီးထဲမှာကျွန်တော်နေတဲ့အခါမှာလေထာဝရတည်မြဲတဲ့အိမ်တော်ထာဝရတည်မြဲတဲ့အဲ့ဒီမြို့အဲ့ဒီနေရာကိုကျွန်တော်တို့ကယေရှုခရစ်ရဲ့အာမခံချက်နဲ့ကျွန်တော်တို့ရရှိထားတယ်ဆိုတဲ့အရာကတကယ်အယံကိုကြီးမားလွန်းလာပါတယ်တရားမိသားစုများယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတယောက်တိုင်းရဲ့အနာဂတ်ကအယံလာပါတယ်အခုလက်ရှိတက္ကနတ္တဆိုတာနှစ်တရာအတော်အတွင်းပေါ့ဗျာကျွန်တော်တို့သင်္ခါရအသက်ကနှစ်တရာအတော်အတွင်းကကြိုက်တဲ့လောက်ချမ်းသာကြိုက်တဲ့လောက်ဆင်းရဲတက္ကနပဲဒီနှစ်တရာအတော်အတွင်းပဲဒါမဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတယောက်ရဲ့အသက်တာထဲမှာတော့အိုးထာဝရအိမ်တော်မှာထာဝရကပ္ပအဆက်ဆက်ပြန်လဲစိုးစံဖို့ရှိတယ်ပြန်လဲခံစားရဖို့ရှိတယ်ဒါကြောင့်မိသားစုများယုံကြည်သူယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတယောက်စီတိုင်းရဲ့အနာဂတ်ကအလွန်အင်မတန်မှသာယာလတ်ပါတယ်အမတန်မှကောင်းမြတ်တယ်အဲ့ဒီအနာဂတ်ကဘယ်သူမှဖျက်ဆီးလို့မရတော့ဘယ်သူမှတားဆီးလို့မရတော့ဘူးအဲ့ဒီအခွင့်အရေးကိုကျွန်တော်တို့ကယေရှုခရစ်တော်အားဖြင့်ရထားတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့အနာဂတ်အရင်လတ်ပါတယ်ဒါကြောင့်မလို့အခုလက်ရှိတဲ့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဘယ်နိုင်ငံမှာပဲနေကျွန်တော်တို့ခက်ခဲမှုလေးတွေသူ့နေရာနဲ့သူရှိပြီးသားပဲဒါမဲ့မိသားစုများအာမလျှော့စိတ်မပြတ်ပဲနဲ့ကျွန်တော်တို့ဒီလိုမျိုးအခက်အခဲရှိတဲ့ကမ္ဘာမှာကျွန်တော်တို့ခဏတာပဲနေပြီးထာဝရနိုင်ငံမှာညမရှိတဲ့မြို့စီမီအလိုမရှိတဲ့မြို့ဘုရားရဲ့ဘုန်းတော်ကြီးနဲ့လင်းပဲမြို့ကပ္ပအဆက်ဆက်စွတ်ဆန်မဲ့မြို့မှာထာဝရပြန်နေရမယ့်သူတွေဖြစ်တယ်ဆိုတာကိုမျှော်လင့်ရင်းနဲ့တရက်တာအသက်တာကိုအောင်မြင်စွာကျော်လွှားနိုင်ဖို့အတွက်နှုတ်ကပတ်တော်အဖြစ်မြတ်တာနဲ့ဝင်ငါတယ်
တရားစီတိုင်းကိုဖျားခင်ထား၍ကောင်းချီးပေးပါစေအာမင်ဒီနေ့တာအတွက်ဆုတောင်းဆက်ကပ်နိုင်ရအောင်ဖဖျားကိုရရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ကျေးဇူးတော်တက်တက်ကြောင့်တိုင်းမီတို့အသက်ရှင်လှုပ်ရှားသွားလာခွင့်ကိုရဖျားပေးတယ်တညတာကြော်ဖြတ်ခွင့်ပေးတယ်အထူးပဲကျေးဇူးတင်တယ်လောကကြီးကုံဆုံးလာတဲ့အခါမှာကိုရပြင်ဆင်ပေးတဲ့ထာဝရအိမ်တော်အတွက်အထူးပဲကျေးဇူးတင်တယ်ထာဝရကပ္ပအစစ်စစ်ပြန်စွဆံမဲ့နေရာအတွက်အထူးပဲကျေးဇူးတင်တယ်အခုအချိန်မှာဒီနေ့တာလို့သွားလိုက်လို့ရှားမဲ့တန်သမီတရားစီတိုင်းရဲ့လက်ခီးတစ်လျှောက်လုံးနဲ့လှုပ်ဆောင်မဲ့အမှုရတစ်ခုစီတိုင်းကိုတော့တရားစီတိုင်းကိုကွဲကဆောင်းမှာပို့ဆောင်လမ်းပြခြင်းအဖြစ်ဒီနေ့တာကိုအောင်မြင်ကျော်လွှားနေတဲ့တန်မြတ်အသီးသီးဖြစ်စေဖို့အတွက်သခင်ရှုခရစ်နာမနဲ့ဆုတောင်းဆက်ကအနံပါတဲ့မြတ်တော်ရှင်ဖတ်ပြသခင်